OK ကျွန်တော်ရဲ့တူကို live လွှင့်နေတဲ့ video လေးကို sharing လုပ်ပေးကြပါလို့ပြီးတော့ကျွန်တော်တို့တောင်ကြီးမြို့နယ်မြေကိုကန်တာရောက်ကွက်ကိုလည်းဒါရောက်ပြီးတော့ဝင်းရံပေးကြပါလို့ကျွန်တော်တို့ဒီကန်တာရက်ကွက်နယ်မြေကိုလာရောက်ပြီးစစ်အာဏာโอเคကျွန်တော်အခုတရက်လွတ်နေတဲ့ဗီဒီယိုလေးကိုလည်းတရက်လွတ်နေတဲ့ဗီဒီယိုလေးကိုလည်းကျွန်တော် sharing လုပ်ပြီးတော့ကူညီပေးကြပါတောင်ကြီးလူတောင်ကြီးသားများအားလုံးကိုဝန်းရံပေးပါလို့ကျွန်တော်ဒီတောင်ကြီးမြို့နယ်မြေကိုကန်တာရက်ကွက်မှာစစ်အာဏာရှင်အကြမ်းဖက်မှုတွေကနေပြီးတော့မှအတန်ဘုံလက်လုံးမိုင်းရာဘာချီများဖြင့်အရက်မဲ့ပြည်သူတွေကိုလာရောက်ပစ်ခတ်နေခြင်းဖြစ်ပါတယ်မျက်ရည်ဘုံတွေနဲ့ပစ်ခတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာရှင်မင်းရေ group မှာ share ပေးပါအောင်เนาะရှင်မင်းရေ group မှာ share ပေးပါအောင်เนาะရှင်မင်းရေတကယ်ချင်း group မှာ share ပေးပါအောင် Angel Wifi ရှင်မင်းရေဟုတ်ကဲ့ကျွန်တော်ယခုဓာတ်ရိုက်ထုတ်လွှင့်နေတာလေးကိုလည်းကျွန်တော် sharing လုပ်ပြီးတော့မှကျွန်တော်ရက်ကွက်ကိုဝင်းရံပေးပါအောင်လို့အပြစ်မဲ့ပြည်သူတွေကိုစစ်အာဏာရှင်တစုကလာရောက်ဝေးတော့မှမျက်ရည်ယိုဘုံရာဘာချီများဖြင့်ပြစ်ခတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာတပိတ်စစ်ကြောင်းကိုဖြုတ်ခွင်းတာမဟုတ်ပါဘူးခင်ဗျာတပိတ်စစ်ကြောင်းဖြုတ်ခွင်းတာမဟုတ်ပါဘူးခင်ဗျာရက်ခတ်တန်းဝင်လာပြီးတော့မှကိုအိမ်ထဲတွေအထိကိုမျက်ရည်ယိုဘုံတွေရာဘာချီတွေနဲ့ပြစ်ခတ်နေခြင်းအကြမ်းဖက်ပြစ်ခတ်နေခြင်းဖြစ်ပါတယ်လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်တွေကားတွေကိုလည်းရိုက်ခွဲသွားပါတယ်ခင်ဗျာအခုဟာဆိုလို့ရှိရင်အရှင်တွေတော်တော်ဆိုးနေပါတယ်ခင်ဗျာရွှေကြိုးပြူအင်ရနယ်မြေကိုမှဖြစ်ပါတယ်ခင်ဗျာတောင်ကြီးသားတွေအားလုံး sharing လုပ်ပြီးတော့မှအကူအညီပေးပါအောင်ကျွန်တော်တို့ရက်ကွက်ကိုလည်းကျွန်တော်မျက်စိသိမ့်မမြင်ရလို့ပါမျက်ရည်ယိုဘုံထိထားလို့ပါခင်ဗျာကျွန်မရေ share ပေးပါအောင်ယူနန်ဒါလိုင်းတကယ်ချင်း share လုပ်ပေးပါအောင်နော်โอเคတယောက်ရှင်းစီ share ပေးပါအောင်ခင်ဗျာကျွန်တော်ဒီ group မှာရှိတဲ့တငယ်ချင်းတွေအားလုံးကြည့်ရှုနေကြတဲ့890လောက်ရှိပါတယ်919ရှိပါတယ်ခင်ဗျာ sharing လုပ်ပြီးကူညီပါကျွန်တော်တို့ရက်ကွက်ကိုဝင်းရံပေးပါလို့လည်းကျွန်တော်မြစ်တာအထူးမြတ်တာရက်ခံချင်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်စစ်အာဏာရှင်လက်နက်ကင်တစ်ဖွဲ့ရဆိုလို့ရှိရင်တောင်ကြီးမြို့နယ်မြေကိုရွှေကြိုးပြိုအင်ယာဖက်ကိုလာရောက်ပြီးတော့မှအတန်လုတ်ဘုံများရာဘာချီများဖြင့်စနိုက်ပါသမားများဖြင့်အပြစ်မဲ့ပြည်သူတွေကိုလာရောက်ပြီးပစ်ခတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ share ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် group မှာ share ပေးပါခင်ဗျာ group မှာ share ပေးပါခင်ဗျာဟုတ်ကဲ့ group မှာ share ပေးပါခင်ဗျာကျွန်တော်မျက်စိသိမ့်မမြင်ရလို့ပါခင်ဗျာကျွန်တော်မျက်စိသိမ့်မမြင်ရလို့ပါကျွန်တော်မျက်ရည်ယိုဘုံထိတာလို့ပါခင်ဗျာโอเค group မှာရှိတဲ့အကိုတွေအမတွေညီကိုတွေခင်ဗျာမျက်ရည်ယိုဘုံထိတာမမအနံ့တစ်ခုခုရလို့ရှိရင်ဘာများလောက်ရလဲဘာစေးတော့ရလဲခင်ဗျာဘာများလောက်ရလဲခင်ဗျာအကြံပြုပါအောင်ခင်ဗျာပြုတ်အရင်ဖြစ်နေရှင်တော့ဟုတ်ကဲ့ကန်တာရက်ကွက်နယ်မြေကိုပါခင်ဗျာကန်တာရက်ကွက်နယ်မြေကိုပါခင်ဗျာလူအင်အားအရန်နဲနေပါတယ်ခင်ဗျာလူအင်အားအရန်နဲနေပါတယ်ခင်ဗျာအိမ်ထဲတွေဒီဝင်ပြက်နေပါတယ်ခင်ဗျာအိမ်ထဲတွေထိဟုတ်ပါတယ်ခင်ဗျာကန်တာပါခင်ဗျာအိမ်ထဲတွေထိကိုဝင်ပြောင်းတာပြည်တော်အေးလန်းနဲ့မဟုတ်ပါဘူးခင်ဗျာပြည်တော်အေးလန်းတလန်းကြော့ဂျိုးပြူလန်းနယ်မြေကိုရွှေဂျိုးပြူအိမ်ယာရှိတဲ့နေရာပါခင်ဗျာတပိတ်စစ်ကြောင်ကလေးတွေလည်းမရှိဘဲနဲ့အလိုလာပြီးတော့မှရာဘာချီများဖြင့်စနိုက်ပါသမားများဖြင့်လာရောက်ပစ်ခတ်နေခြင်းဖြစ်ပါတယ်ခင်ဗျာအကြမ်းဖက်လောက်ရနေခြင်းဖြစ်ပါတယ်ခင်ဗျာလမ်းမရရှိသားတော့ကားများစိုင်ကယ်များကိုလည်းဖျက်ဆီးသွားခြင်းဖြစ်ပါတယ်ခင်ဗျာ
မျက်ရည်ဘုံထိတာဘာလို့ရလဲမသိဘူးခင်ဗျာ group တွေကအကိုတွေအမတွေတကယ်ချင်းတွေကျွန်တော်အကြံတစ်ခုပေးပါဦးပြပြအန်ဖြစ်ရှင်တယ်မျက်စိသိမ့်မမြင်ရတော့လို့ပါခင်ဗျာကျွန်တော်အခုကျွန်တော်ဒီရောက်ကတော့ဝင်ရကြတယ်နော်ဟုတ်ပါလားနောက်ပြီးတော့ live ပိတ်လိုက်တော့3.7တော့ရှင်းနေတာအကုန်လုံးကโอเคမျက်ရည်ဘုံအစိတ်ကိုဘယ်လိုဖြေရလဲခင်ဗျာမျက်ရည်ဘုံအစိတ်ကိုဘယ်လိုဖြေရလဲခင်ဗျာ group တွေကရှိတဲ့တကယ်ချင်းတွေတစ်ချက်လောက်ပြောပြပေးပါကျွန်တော်အန်လန်အန်ဂျန်နဲ့ခဏလေးပြုတ်ပြီးမျက်လုံးမှန်လေးပဲထိုက်ကမှန်လိုက်တော့မယ်တော့မလို့ဘာလို့နှစ်ခုထိလဲနော်တွေ့မှန်လို့ဖြစ်တာတွေ့လားမှန်လို့ဖြစ်တာ